Green Normal University PGTTED Phase 3 Semester 2 Department of Educational Theory and Management 3 type of leadership Laissez-faire leadership Transitional leadership Transformational leadership ကိုတင်ပြဆွေးနွေးမယ် Group ရဲ့ presentation လေးမှာကြိုဆိုပါရရှင်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Group 10မှာ 3SNUPTH 144 match ဖြစ်ပါတယ်ရှင်ကြားရောက်လာကြတဲ့ဆရာကြီးဆရာမကြီးများနဲ့ဆရာဆရာမများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ရှင်ကျွန်မတို့ Group 10ရဲ့ member တွေကတော့member အားလုံးပေါင်း22ယောက်ရှိပါတယ်ရှင် 3SNUPTH 143 match ကတော့လုံခြုံရေးရခွင့်ယူထားပါတယ် 3SNUPTH 035 English 145 maths နဲ့106 history teacher တို့ကတော့အတန်းလာရောက်တဲ့ခြင်းမရှိပါဘူးရှင်ကျမတို့ Group 10ရဲ့ presentation လေးကိုအမှားများပါသွားရင်လည်းခုနပြပါရန်ပြောကြားလိုပါတယ်ရှင် Content အနေနဲ့ကတော့ objective, introduction of leadership, definition of leadership, 3 type of leadership, how to get conclusion and suggestion, question and answer တို့ပဲဖြစ်ပါတယ် Next slide ပါ Objective အနေနဲ့ကတော့ခေါင်းဆောင်မှုပုံစံများကိုခွဲခြားစိတ်ဖြာတတ်ရန်နောက်ခေါင်းဆောင်တဦးရဲ့ဇယိုက်လက္ခဏာများကိုစူးစမ်းလေ့လာရန်နှုတ်နှင့်စကားမဟုတ်သောဆက်သွယ်မှု view များကိုဆန်းစစ်လေ့လာတတ်ရန်ဆန်းစစ်တတ်ရန်အဖွဲ့ရဲ့ရွေးချက်နဲ့၎င်းတို့အတွင်းခေါင်းဆောင်မှုအခန်းကဏ္ဍကိုနားလည်ရန်လို့ဖြစ်ပါတယ် Next slide ပါ Introduction ခေါင်းဆောင်မှုဆိုတာကတော့မိမိတို့ဖွဲ့ချမှတ်ထားတဲ့ဘုံရည်မှန်းချက်တစ်ခုကိုလှုံ့ဆော်ပေးတဲ့အမျှော်မြင်ကိုမြင့်တင်ပေးနိုင်တဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ခေါင်းဆောင်မှုဆိုတာလူတစ်ယောက်ကရည်မှန်းချက်တစ်ခုပြီးမြောက်စေဖို့တခြားသူတွေကိုဩဇာလွှမ်းမိုးပြီးအဖွဲ့အစည်းကိုပုံမူစည်းလုံးညီညွတ်စေမဲ့နည်းတွေနဲ့လမ်းညွှန်ပေးနိုင်မဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ Next slide ပါ Definition of leadership ခေါင်းဆောင်မှုဆိုတာသတ်မှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ရအောင်အုပ်စုတစ်ခုလုံးကိုလွှမ်းမိုးလှုံ့ဆော်ပေးပြီးလမ်းညွှန်မှုပေးနိုင်တဲ့အရည်အသွေးရှိရပါမယ်။နှစ်၎င်းတွင်မျှော်မှန်းချက်များချမှတ်ခြင်းဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့်အပြုသဘောဆောင်ပြီးအကျိုးဖြစ်စေသောပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာအောင်မြင့်တင်ပေးရပါမယ်။သုံးထိရောက်တဲ့ခေါင်းဆောင်မှုတွင်ပေါင်းသင်းဆက်ဆံရေးပြဿနာဖြေရှင်းနိုင်မှုစာနာမှုနှင့်လက်လျောညီတွေရှိမှုကဲ့သို့သောကြွယ်ကျမှုများရှိရန်ပါမယ်ရှင်။၄စီးပွားရေးနိုင်ငံရေးအားကစားနှင့်ကိုယ်ရေးကိုယ်တာအပေါ်အများအပါဝင်အမျိုးမျိုးသောအခန်းကဏ္ဍတွေမှာလည်းကျမတို့ရဲ့ကလေးတွေဟာအနာဂတ်ရဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာစေရန်ကျမတို့ဆရာဆရာမတွေကပုံဖော်ပြရမှာပဲဖြစ်ပါတယ်ရှင်။နောက်အစီအစဉ်ကိုတော့093 bio မှာဆွေးနွေးမှာဖြစ်ပါတယ်ရှင်။ဆရာ093ကိုဆက်လက်တင်ပြပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တော့ 3SNUPTH 093 ပိုင်းကိုဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ group 10နဲ့တင်ဆက်ပေးမယ်ခေါင်းစဉ်လေးကတော့ 3 type of leadership ဖြစ်ပါတယ်အဲ့ဒီမှာခေါင်းစဉ်ခွဲလေးကတော့3ခုရှိပါတယ် laissez-faire leadership transitional leadership transformational leadership တို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ laissez-faire leadership နဲ့ transitional leadership နှစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာlaissez-faire leadership ဆိုတာကခေါင်းဆောင်မှုပုံစံတစ်မျိုးဖြစ်ပြီးတော့မှခေါင်းဆောင်ရဲ့လွှမ်းညင်မှုကြီးကြပ်မှုအနေငယ်နဲ့အဖွဲ့သားတွေကို၎င်းတို့ရဲ့လုပ်ပိုင်ခွင့်ဆုံးဖြတ်ချက်များကိုချစေပြီးတော့လွတ်လပ်စွာလှုပ်ဆောင်နိုင်ခွင့်ပေးပါတယ်။ကိုယ်စားလှယ်ခေါင်းဆောင်မှုဟာလွတ်လပ်စွာဆုံးဖြတ်ချက်ချနိုင်ခွင့်အပြည့်ရှိပါတယ်။ကောင်းမွန်မြင့်မားတဲ့ကိုယ်ပိုင်စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်နိုင်စွမ်းရှိလာမည်ဖြစ်ပြီးလမ်းညွှန်မှုနဲ့အတူပံ့ပိုးကူညီပေးရမှာဖြစ်ပါတယ်။အကယ်၍ခေါင်းဆောင်ရဲ့လမ်းညွှန်မှုကိုလျှလျူရှုခြင်းကအဖွဲ့လိုက်လောက်ဆောင်မှုရဲ့အရေးချင်းကိုကြချင်းစေပြီးတော့တခြားလုပ်ပေါ်ကိုင်ဘက်တွေအတွက်အနောက်ရှက်ဖြစ်စေနိုင်ပါတယ်။ခေါင်းဆောင်ကသူတို့ရဲ့မြန်မာတွေကိုလမ်းညွှန်မှုအနေငယ်ကပြီးတော့မြန်မာတွေကိုလွတ်လပ်လုပ်ပိုင်ခွင့်ပေးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။မြန်မာတွေကသူတို့ရဲ့လုပ်ပိုင်ခွင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလွတ်လပ်စွာချမှတ်နိုင်ပြီးတော့ခေါင်းဆောင်မှတက်ရိုက်ကြက်မှတ်မှုနေပါတယ်။သူရဲ့ advantage အနေနဲ့ကတော့ခေါင်းဆောင်ကလုပ်ပိုင်ခွင့်ပေးထားပါတယ်လွတ်လပ်ဆုံးဖြတ်ချက်ချခွင့်ပေးထားပါတယ်ကိုယ်ပိုင်လုပ်ပိုင်ခွင့်အခွင့်အာဏာကိုယ်ပိုင်စီမံခန့်ခွဲမှုကိုမြင့်မားစေပါတယ်လိုအပ်တဲ့လမ်းညွှန်မှုပံ့ပိုးမှုကိုပေးပါတယ် disadvantage အနေနဲ့ကတော့ခေါင်းဆောင်ကိုလျှလျူရှုတယ်လို့ဖြစ်သွားပါတယ်လမ်းညွှန်မှုအနေငယ်ကတည်နိုင်တယ်အရေးချင်းမပြေဝတော့လုပ်ပေါ်ကိုင်ဘက်အတွေ့တဲ့ဆို
lazy fail leadership ကအဆင်မပြေပါဘူးခင်ဗျာ transitional leadership ဒီ leadership ကတော့စုပေးတတ်နေတဲ့စနစ်ကိုကျင့်သုံးပြီးတော့လုပ်ဖို့ကိုင်ဘက်တွေရဲ့စိတ်အားထက်သန်မှုကိုအလေးပေးတဲ့ခေါင်းဆောင်မှုပုံစံဖြစ်ပါတယ်။ခေါင်းဆောင်က follower တွေရဲ့လိုအပ်ချက်တွေကိုနားလေသဘောပေါက်ပြီးတော့၎င်းတို့ရဲ့အရေးအသွေးနဲ့ဆောင်ရွက်မှုကိုစုကြည်မြင့်ပေးပြီးတုံ့ပြန်တတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်အလုပ်တစ်ခုကိုပေးလိုက်တဲ့အဲ့ဒီအလုပ်တစ်ခုအောင်မြင်သွားတဲ့အခါမှာစုကြည်မြင့်ခြင်းအားပေးစကားပြောလိုက်တဲ့သဘောပဲဖြစ်ပါတယ်ခင်ဗျာ။ advantage အနေနဲ့ကတော့စုပေးတဲ့ခေါင်းဆောင်ရဲ့အလေးထားမှုကိုရရှိမှာဖြစ်ပါတယ်။ခေါင်းဆောင်ရဲ့ဖွဲ့စည်းမှုပုံစံကပေါ်လွင်တဲ့ရိုးရှင်းပါတယ်။တိုတောင်းရဲ့ရည်မှန်းချက်များကိုလိုက်နာနိုင်တယ်။ပေါ်လိုဝါတွေလှုပ်ပေါ်ကိုင်ဘက်တွေလိုချင်တာတွေကိုစုတွေနဲ့ထိန်းချုပ်ထားတဲ့သဘောဖြစ်ပါတယ်။ disadvantage အနေနဲ့ကတော့အောက်ခြေတက်တာမှုအနေငယ်တာရရှိနိုင်မယ်။ကိုယ်တိုင်ဖန်တီးမှုအနေငယ်တာရှိမှဖြစ်ပါတယ်။မိမိရဲ့ကိုယ်ပိုင်အတ္တိကိုသတ်မှတ်ရန်ခက်ခဲမယ်။ကိုယ်ပိုင်စွမ်းဆောင်နိုင်မှုကိုမျှတစွာမချီးမြှင့်နိုင်ခြင်းတို့ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြန့်ရှိနေတဲ့ select ကို 3SNUBTA 094/1နေပြီးတော့မှဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ကျမကတော့ transformational leadership ကိုပြောပြသွားမှာဖြစ်ပါတယ်ရှင် transformational leadership ဆိုဒီမှာကောင်းဆောင်တွေနဲ့အဖွဲ့သားတွေကတဦးနဲ့တဦးအတူတကွစိတ်ဓာတ်နဲ့ကိုကျင့်တရားတွေမြင့်တင်ပေးနိုင်အောင်ကူညီပေးနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ရှင် transformational leadership မှာဦးဆောင်သူကလူများနဲ့အဖွဲ့အစည်းတွေကိုဘဝမှာအရေးပါတဲ့ပြောင်းလဲမှုတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်ရှင် transformational leadership မှာသူရဲ့ဝိသေသလက္ခဏာအဖြစ်နဲ့ idealized influence စံနမူနာပြခြင်း inspirational motivation စိတ်အားထက်သန်မှုမြင့်တင်ပေးခြင်း intellectual stimulation ဉာဏ်ရည်ဉာဏ်တွင်းလှုံ့ဆော်ခြင်း individualized concentration တူချင်းစီကိုယူဆိုင်ခြင်းဆိုတဲ့သူရဲ့ဝိသေသလက္ခဏာ၄မျိုးလည်းရှိပါတယ်ရှင်အဲ့ဒါကိုတော့ဒီ slide ထဲမှာမထည့်ထားပါဘူးရှင်ပြီးတော့ transformational leadership ရဲ့အားသာချက်ကတော့ကောင်းအသစ်သောအကြံဉာဏ်များကိုဆက်သွယ်နိုင်မှုအတွက်အထူးကောင်းမွန်ခြင်းလူဖို့ကံဖက်များရဲ့လွတ်လပ်မှုနဲ့စိတ်ဓာတ်ကိုမြင့်တင်အားဖြည့်ပေးခြင်းလူဖို့ကံဖက်များဤတက်ကြွမှုနဲ့ချီးရောက်မှုတွေကိုတိုးတက်စေခြင်းအဖွဲ့အစည်းဤယဉ်ကျေးမှုကိုလည်းတည်ဆောက်နိုင်ခြင်းလူဖို့ကံဖက်များဤအနေထားနဲ့အသက်မွေးဝမ်းကြောင်းကိုလည်းတိုးတက်စေနိုင်ပါတယ်ရှင် transformational leadership ရဲ့ကျိုးပြများကတော့ကောင်းဆောင်သူတို့အနေဖြင့်စိတ်ပင်ပန်းရတယ်ပြီးရင်အထင်အမြင်လွဲခံရမှုတွေလည်းရှိနိုင်ပါတယ်ရှင်ပြီးရင်ကောင်းဆောင်များဒီအတ္တရှိထားပြီးတကူကောင်းဆောင်သည်ဟုအထင်လွဲခံရနိုင်ပွဲလည်းရှိပါတယ်ရှင်လုပ်ဖို့ကံဖက်များအပေါ်အားကိုးတဲ့စိတ်ဓာတ်လည်းနှောင့်နှေးစေနိုင်ပါတယ်ရှင်ဒီပြီးတော့ကောင်းဆောင်တွေကိုလည်းပဲဒီယုံကြည်မှုတွေအားနည်းသွားစေနိုင်ပါတယ်ရှင်အခုဆက်လက်ပြီးတော့ကြန့်ရှိနေတဲ့ how to get slide ကိုတော့ teacher 09031ကနေပြီးမှဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပြည်စုံကောင်းမွန်နဲ့တော်ပြည်စုံကောင်းမွန်ပြီးတော်ခေါင်းဆောင်မှုပုံစံကိုဘယ်လိုရနိုင်လဲဆိုတာကိုပြပြပေးချင်ပါတယ်ဒီအချက်အနေနဲ့လွှမ်းမိုးနိုင်ရပါမယ်နံပါတ်2ညွှန်မှန်းချက်များကိုရှင်းလင်းစွာဖလှယ်နိုင်ရပါမယ်နံပါတ်3ခိုင်မာတဲ့စံရည်ကိုတည်ဆောက်နိုင်ရပါမယ်နံပါတ်4အတင်သားအားလုံးရဲ့အတန်ကိုတွက်ကြစွာနားထောင်ပေးပြီးအာရုံစိုက်ပေးရပါမယ်နံပါတ်5အချိန်နဲ့အချိန်ခါကိုလိုက်ပြီးနိုးကြားနေရပါမယ်နံပါတ်9ကိုချင်းစာတရားကိုလက်တွေ့လုပ်ဆောင်နိုင်ရပါမယ်နံပါတ်9လမ်းညွှန်ပြသနိုင်တဲ့သူတွေစီမှာအကြံဉာဏ်များကိုတောက်ခံနိုင်ရပါမယ်နံပါတ်10ပင်ကိုယ်ရေးချက်ရှိသူဖြစ်ရပါမယ်နံပါတ်9ကွဲလွဲမှုများရှိရင်လည်းထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်နံပါတ်10အဖွဲ့ဝင်များကိုအခါအကူဖြစ်စေတဲ့တုံ့ပြန်ချက်များကိုပတ်ပို့ပေးရပါမယ်နံပါတ်11စိတ်ခံစားချက်အပေါ်မှာလည်းစင်ကြင်တုံတရားရှိရပါမယ်နောက်ဆုံးချက်အနေနဲ့ကတော့တာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်ရှင်ဒီချက် next slide ပါဒီကုန်းချုပ်အနေနဲ့ကတော့ဇင်းမှန်တဲ့ခေါင်းဆောင်တယောက်ကသူနဲ့သူ့အဖွဲ့အတွက်ပန်းတိုင်နဲ့ရည်မှန်းချက်များကိုဖန်တီးချမှတ်တဲ့အခါမှာအောင်မြင်အောင်လုပ်ဆောင်နိုင်ရပါမယ်
အဖွဲ့အစည်းရဲ့လှုပ်ဆောင်ချက်များနဲ့တိုးတက်မှုများကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့အခါမှာအဖွဲ့ကိုရည်ရွယ်ချက်လမ်းညွှန်ချက်စိတ်ခွန်အားများကိုပံ့ပိုးပေးပြီးလွှမ်းမိုးမှုရှိရပါမယ်။ကောင်းမွန်တဲ့ခေါင်းဆောင်တစ်ယောက်ကသူ့ရဲ့လုပ်ဆောင်ကိုင်ဘက်တွေအမားရလုံးမိတဲ့အခါမှာအပြစ်တွေကဲ့ရဲ့ခြင်းမျိုးမလုပ်ဘဲနောက်ထပ်ဒဏ်ကြီးတဲ့အမားမျိုးကိုမလုံးမိအောင်စိတ်သက်ကိုတက်ကြွအောင်လှုပ်ဆောင်ပေးနိုင်ရပါမယ်ရှင်။နောက်ဆုံးအနေနဲ့ကတော့ကောင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်တဲ့အချက်များတွေမှာကျမတို့အဖွဲ့ရဲ့ချင်မြင်မိတဲ့အချက်တွေကိုပြပြပေးချင်ပါတယ်ရှင်။နံပါတ်1ချက်အနေနဲ့ကတော့ပြည်စုံကောင်းဖို့နဲ့စံနမူနာယူထိုက်တဲ့ပုံကူမျိုးဖြစ်ရပါမယ်။နံပါတ်2လုပ်ဖော်ကိုင်ဘက်တွေအပေါ်မှာလုပ်ပိုင်ခွင့်ပေးရပါမယ်။နံပါတ်3လုပ်ဖော်ကိုင်ဘက်တွေရဲ့လူမှုဘဝကိုအနေငယ်စိတ်ဝင်စားမှုရှိရပါမယ်။နံပါတ်4မိမိကိုယ်ကိုနှိမ်ချတတ်ရပါမယ်။နံပါတ်5လုပ်ဖော်ကိုင်ဘက်တွေရဲ့လှုပ်ဆောင်ချက်များကိုမှန်မှန်ကန်ကန်နဲ့အပြုသဘောဆောင်နဲ့တုံ့ပြန်ချက်ပေးရပါမယ်။နံပါတ်6အောင်မြင်မှုကတသေးလေးဖြစ်နေဆောင်မှမိမိရဲ့လုပ်ဖော်ကိုင်ဘက်များကိုချီးကျူးပုံပြုအတိအမှတ်ပြုပေးရပါမယ်။နံပါတ်9စံပြပုဂ္ဂိုလ်အနေနဲ့ဥဆောင်ပြီးတော့လှုပ်ဆောင်မှုပေးနိုင်ရပါမယ်။နံပါတ်9အတွေ့အမြင်တင်များကိုပေါ်ပေါက်လာအောင်အားပေးရပါမယ်။နောက်ဆုံးအနေနဲ့ကတော့အဖွဲ့အသားတွေကိုအတင်းမဲ့ပြုခြင်းနဲ့မလုံးပေးဆုပ်ပေးခြင်းများကိုဆက်ဆောင်ပေးနိုင်ရပါမယ်ရှင်။ဟုတ်ကဲ့ကျမတို့ group ရဲ့ presentation ကတော့ဒီနားရင်ရပ်တန့်ထားပါရရှင်။ကျေးဇူးပြုပြီးအချိန်ပေးပြီးတော့နောက်ထောင်ပေးခဲ့တဲ့ဆရာကြီးဆရာမကြီးများနဲ့ဆရာဆရာမများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အခုစီစဉ်ကတော့ question and answer ဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ အဲ့ဆိုရင် group member လေးတွေလက်ပြန်ချမယ်နော်075ဆွေးနွေးပါ ဟုတ်ကဲ့ပါရှင်group 10ကို congratulation လုပ်ပါတယ်ကျွန်မမေးချင်တာတွေကတော့တကယ်လို့ပေါ့နော်ကျမတို့တွေက lazy first လိုမျိုးဒီ leadership နဲ့တွေ့ဆုံခဲ့ပြီဆိုလို့ရှိရင်ဒီ lazy first လို့အရေးချင်းရှိနေတဲ့ဒီ leadership ကိုကျမတို့တွေကိုလိုချင်တဲ့ပေါ့နော် leadership ပုံစံမျိုးရောက်အောင်ကိုဥဆောင်စေခြင်းနဲ့ခေါင်းဆောင်ပုံစံမျိုးရောက်အောင်ဘယ်လိုများစီယုံသိမ်းသိမ်းလို့ရနိုင်မလဲစီယုံသိမ်းသိမ်းလို့ရနိုင်မယ်ဒီလလေးရှင်လည်းဝေမျှပေးပါအောင်လို့ဟုတ်မိချင်ပါတယ်ကျေးဇူးပါဟုတ်ကျမပြောရကြားရသလားမသိဘူးရှင်ကြားပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကြားပါတယ်ရှင်တီချာကြီး94ခင်မလားရှင်ဟယ်လိုဟုတ်ဒီချိန်မဖြစ်ရင်လေကျွန်မတိတလောက်လေးပြောပြချင်ပါတယ်ရှင်လေးကြီးဖဲလို့ပေါ့နော်ခေါင်းဆောင်မျိုးသာတွေ့ခဲ့တယ်ဆိုရင်ကတော့ကိုလိုချင်တဲ့ခေါင်းဆောင်မျိုးရအောင်ပေါ့နော်ကိုယ်တိုင်ကသူ့ရှိရနေကိုကတော့နောက်လိုက်ပင်နေပေါ့နော်ကိုကအဲ့လိုမျိုးလူကိုခေါင်းဆောင်ကန်ထားမိတယ်ဆိုရင်ကတော့ကိုယ်တိုင်ကနေပြီးတော့သူ့ကိုဘေးနားနေပြီးတော့ပေါ့နော်ကိုလှုပ်တဲ့အလုပ်တွေကိုဘေးနားနေပြီးတော့မှဒီလိုမျိုးလှုပ်သွားတယ်ပေါ့နော်ရှေ့ကနေလှုပ်ဦးဆောင်ပြီးတော့လှုပ်ပြပေးတာမျိုးပေါ့နော်ဒါဆိုရင်ကတော့ကျမတို့ကသူ့ကိုခေါင်းဆောင်အဲ့ပေါ့နော်ကိုယ်တိုင်ကဥဆောင်မှုခေါင်းဆောင်လုပ်လိုက်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့သူ့ကိုလည်းဒီလိုမျိုးဒီကောင်းတဲ့တော်တဲ့ခေါင်းဆောင်တယောက်ဖြစ်ချင်တယ်ဆိုရင်ခုနပြောသလိုဘေးနားမှာရှိတဲ့တွေ့ရဒီတင်းမှန်ပါတွေအနေနဲ့ပေါ့နော်ဒီတယောက်ကိုပြုပြင်ဖို့အတွက်ဘေးနားနေပြီးတော့အကြံဉာဏ်ပေးတာမျိုးလို့နောက်ပြီးလို့ရှိရင်သူ့ကိုဒီပေါ့နော်အလုပ်ကိုဘယ်လိုမျိုးလုပ်ရတယ်စနစ်တကျဘယ်လိုမျိုးဒီလောက်ကန်ရတယ်ဆိုတာမျိုးပေါ့နော်ဒါတွေကိုဘေးကနေပြီးတော့တဖြည်းဖြည်းချင်းနဲ့ဆွဲခေါ်ပြီးတော့ပြုပြင်ပြောင်းလဲပေးမယ်ဆိုရင်ကတော့ရနိုင်တယ်လို့တော့ထင်မိပါတယ်ဒီချက်ဒါကတော့ကျွန်မသိတဲ့လောက်ပေါ့လေနော်ဟုတ်ကျေးဇူးပါဒီချက်ဟုတ်ပါပြီကဲနောက်ဘသူမေးချင်သေးလဲဘသူဆွေးနွေးချင်သေးလဲဟုတ်ကဲ့မင်္ဂလာပါရှင်ကျမကခုနဆရာမပြောတော့မှကျမခဏလေးရေတောက်နေလို့ပြန်မဖြေလဲမိဘူးအဲ့ဒါကျမကဒီ list fail လိုမျိုးပုံစံကြောင်းအုပ်နဲ့အတူနေခဲ့ဘူးပါတယ်ရှင်တခါတလေကောင်းဆောင်ဖြစ်တယ်ဆိုတာကအရေးချင်းရှိလို့မဟုတ်ပဲနဲ့လည်းပဲသူရဲ့ကိုယ်သူကန်ထူးလို့လည်းပဲကောင်းဆောင်နေဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုလည်းဒီဆရာမကြီးကိုကျမနဲ့အတူနေခဲ့တဲ့ဆရာမကြီးကိုကြည့်ပြီးတော့သုံးသပ်မိခဲ့ဘူးပါတယ်အဲ့ဒါသူကပြောမယ်ဆိုရင်ဟိုဒီတန်လန်းယူဘက်ကဆရာမကြီးတယောက်ဖြစ်တယ်ကျမတို့ကျောင်းကိုရောက်လာတဲ့ခါကျတော့ကျမတို့ကျောင်းကဒီဟိုဖြစ်တဲ့မြို့ခေါ်ရမှာပေါ့နော်မြို့ထက်ကျောင်းတစ်ကျောင်းမှာသူကကျောင်းအုပ်လာလုပ်တဲ့အခါကျတော့သူဟိုဘက်ကအတွေ့အကြုံနဲ့ဒီမြို့ပေါ်ကအတွေ့အကြုံကတော်တော်လေးကွာဟတဲ့ခါကျတော့သူကဒီမြို့ပေါ်ကအထာတွေမသိလို့သူကအုပ်ချုပ်တဲ့နေရာမှာလိုအပ်မှုတွေတော်တော်လေး
ရှိနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကျမတို့ကျောင်းကဆရာမတွေကဒီလိုပေါ်ကန်ဖက်တွေကဒီဆရာမကြီးကဟာလိုအပ်ချက်ရှိနေတာပဲဆိုတာကိုဖေးမပြီးတော့ဆရာမကြီးရဲ့ဒါကဒီလိုလုပ်လေလုပ်ထားရှိပါတယ်။ဆရာမကြီးဒါကဒီလိုလုပ်ရင်ပိုကောင်းလေးရှိပါတယ်ဆိုပြီးမြို့ပေါ်မှာပို့ပြီးမှအတွေ့အကြုံရှိတဲ့ဆရာမတွေကအဲ့ဒီဆရာမကြီးကိုလက်တွဲခေါ်ပြီးတော့အဲ့လိုလုပ်တဲ့အခါဒီဆရာမကြီးဟာလည်းနာလဲနာခံပါတယ်အကြံပေးတာကိုလည်းလက်ခံပါတယ်အဲ့ဆိုတော့ဒီဆ iam မကြီးနဲ့ဒီကလူပေါ်ကန်ဖက်တွေအကုန်လုံးဟာမြတ်မြတ်တတ်တတ်ဖြစ်လာပြီးဆ iam မကြီးကိုလည်းပဲအကြံလေးပေးဆ iam မကြီးကနေသူ့ရဲ့ဆ iam မကြီးပါဝါမဲ့ကျမတို့ဘက်ကိုဖြည့်ပေးတင်တယ်လေဖြည့်ပေးမှတော်တော်လေးအဆင်ပြေတဲ့အခြေအနေကိုရောက်လာတာမျိုးကြုံမှုပါတယ်လို့ကျမရဲ့ဒီလေးစစ်ဖေးကောင်းဆောင်တဦးနဲ့နေခဲ့တဲ့အတွေ့အကြုံလေးကို sharing လုပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ဆ iam မရဲ့ဆ iam မပြောလိုက်တဲ့ဆ iam မကြီးကတော့လေးစစ်ဖေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့လက်အောက်ငယ်သားတွေကိုလုတ်ပိုင်ခွင့်နေပေးလိုက်တာပေါ့နော်အဲ့ဒါမျိုးဆိုတော့ဒါဟုတ်ပါပြီနော်အဲ့တော့ခေါင်းဆောင်မှု၃မျိုးရှိတယ်လေးစိတ်ဖဲ leadership ကတော့ AC ပဲပေါ့နော် AC ပဲနေတယ်လက်အောက်ငယ်သားတွေကိုလုတ်ပိုင်ခွင့်နေအများကြီးပေးလိုက်တယ်နော်သူကတော့တိတ်ပြီးတော့မှမပါဝင်ဘူးနော်တိတ်ပြီးတော့လေဒီလိုမျိုးဆုံးဖြတ်ချက်တွေလည်းမချဘူးပေါ့နော်အဲ့တော့အဲ့ဒီခေါင်းဆောင်မှုကတော့ဒီခေါင်းဆောင်မှု၃မျိုးထဲမှာတော့ထိရောက်မှုအနည်းဆုံးနဲ့အငြိမ်သက်ဆုံးဖြစ်တယ်ဒါပေမဲ့အဲ့ဒီခေါင်းဆောင်မှုကလည်းအဆင်ပြေတဲ့ချိန်ရှိတယ်ဘယ်ချိန်မှာအဆင်ပြေလဲဆိုတော့လက်အောက်ငယ်သားတွေကအရန်ကျွမ်းကျင်မှုရှိတယ်လောက်တဲ့လုံရည်ကိုင်ရရှိတယ်စာပေတွေတင်ကြားတဲ့အခါမှာလည်းတော်ကြတယ်နောက်ပြီးသူတို့ရဲ့လောက်သက်တွေလည်းများတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာတော့လေးစိတ်ဖဲသွားလုပ်လိုက်ရင်အဆင်ပြေပါတယ်နော်သို့တော့လက်အောက်ငယ်သားတွေကအခုမှအလုပ်ဝင်ပြီးဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်တဲ့ချိန်မှာလေးစိတ်ပဲသွားလုပ်လိုက်ရင်တော့ဒုက္ခရောက်သွားမှာပေါ့နော်အဆင်မပြေဘူးပေါ့နော်နောက်တစ်ခါ transactional leadership ကတော့ give and take နဲ့သူကခေါင်းဆောင်မှုပေးရဖြစ်တယ်အပေးယူလေးနဲ့ပေါ့နော်ခေါင်းဆောင်ကလည်းစုတွေပါတွေလည်းပေးတယ်လှုပ်ဆော်ပေးတယ်နော်သူတို့ကိုလည်းဘာဖြစ်မလဲတာဝန်ကြီးလည်းပြန်ခွဲဝေပေးတယ်နော်အပေးအယူလေးနဲ့အုပ်ချုပ်တာဖြစ်တယ်လက်ရှိအခြေအနေကိုအဓိကထားတာဖြစ်တယ်နောက်က transformational leadership ကတော့ပြောင်းလဲမှုကိုလိုလားပြီးပြောင်းလဲမှုဖြစ်အောင်လှုပ်ဆောင်ပေးရဖြစ်ပြီးတော့ future ပေါ့အနာဂတ်ကိုအဓိကထားပြီးတော့လှုပ်ဆောင်နေရဖြစ်တယ်ပေါ့နော်အဲ့တော့စာပေမှာဖတ်ရတာကတော့ဒုတိယတစ်ခု transactional နဲ့တတိယတစ်ခု transformational leadership လေးကိုလာပေါင်းစပ်ပြီးတော့ညှိယူပြီးသုံးလိုက်ကြည့်ပါတဲ့เนาะအဲ့လိုသုံးကြည့်လိုက်ရင်မျော်လင့်တာထက်တောင်ရလက်ကောင်းရပါလိမ့်မယ်လို့ပြောထားတယ်ပေါ့နော်ဒါစာပေကပြောထားတာနံပါတ်1နဲ့နံပါတ်3ခေါင်းဆောင်မှုကိုတည်တည်ချာချာသုံးလိုက်ရင်နှစ်ခုလုံးကိုပေါင်းစပ်မယ်ပေါ့နော်ပေါင်းစပ်ပြီးညှိယူသုံးရင်တအားရလက်ကောင်းမယ်လို့ပြောတယ်ပေါ့နော်ဆ iam မအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီခေါင်းဆောင်မှု3မျိုးလေးကိုတေချာသိထားမယ်အချိန်အခါရောက်သုံးကြပါလို့ပဲပြောချင်ပါတယ်နော်ကဲအဲ့တော့ဒီအဖွဲ့ရဲ့ presentation ကိုကြည့်လိုက်တဲ့အခါမှာเนาะ highlight လေးတွေလုပ်ထားတော့သဘောကျသွားတယ်ပေါ့နော်ဟိုပထမအဖွဲ့တုန်းကသူက highlight မလုပ်ဘူးလေ highlight ဆိုတာအရေးကြီးတဲ့စကားလုံးကိုအယောင်ချေတာပေါ့နော်အဲ့ဒါလုပ်ဖို့လဲလိုတယ်ဘာဖြစ်လို့ဆိုစာတကြောင်းဝင်လာတဲ့အခါမှာစာလုံးကြီးကများတော့နော်ဘယ်အားအရေးကြီးလဲတခြားမမြင်ရတော့ highlight လုပ်လိုက်ရတယ်ပေါ့နော်စာကြောင်းတစ်ကြောင်းမှာအရေးကြီးတဲ့စာလုံးလေးနှလုံးသုံးလုံးလောက်ကို highlight လုပ်တာအယောင်ချေလိုက်တာပေါ့နော်အဲ့တော့ဒီအဖွဲ့ကအယောင်ချေလိုက်တော့သဘောတော့ကျသွားတယ်ဒါပေမဲ့ပြန်ကြည့်လိုက်တော့ဆရာတို့ဆရာမတို့အယောင်ချေထားတာလေအရေးကြီးတာကိုအယောင်မချေဘဲနဲ့အရေးမကြီးတဲ့စာလုံးတွေကိုအယောင်ချေနေရတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဆရာတို့ဆရာမတို့က keywords ကိုမရွေးတတ်သေးဘူးလို့ပြောရမှာပေါ့နော်တကယ်အရေးကြီးတဲ့စာလုံးကိုပဲအယောင်ချေရမှာလေနော်transformational leadership လို့အပေါ်မှာခေါင်းစဉ်တင်လိုက်ပြီးတင်လိုက်ပြီဆိုရင်အောက်မှာ transformational leadership ကိုအယောင်ချေစရာမလိုတော့ဘူးလေနော်အဲ့ဒီမှာ transformational leadership မှာ तू ကဘာကိုပြောချင်တာလဲနော်ဥပမာ motivation ပေးသလားမလားနော်ဒီစိတ်သက်တည်ကိုမြင့်တင်တာလားအဲ့ဒါဆိုရင် motivation ကို highlight လုပ်ရမယ်မလားကို highlight လုပ်ရမယ်အယောင်ချေရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေး keyword လေးတွေကိုရွေးတဲ့အခါမှာလိုသေးတယ်နောက်တစ်ခါဆရာစိမ်းကဟိုပြောလိုက်တဲ့အခါမှာကျမလည်းတေချာကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့အခါမှာဘာသာပြန်တာလေးတွေလွဲတာလေးလည်းတွေ့တယ်ပေါ့နော်ဥပမာ positive role model ဖြစ်ရမယ်လို့ပြောလိုက်တယ်နော် suggestion မှာပြောလိုက်တော့ positive ဆိုတာအပြုသဘောဆောင်ရမယ်လို့ပြောတာနော်အပြုသဘောဆောင်တဲ့ role model စံနမူနာပြပုဂ္ဂိုလ်ဖြစ်ရမယ်လို့ပြောလိုက်တာနော်သူတို့ပြောလိုက်တာကpositive ကိုအဓိပ္ပာယ်လွဲသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အဖွဲ့တိုင်းကတော့စူးစမ်းပန်းစားပြောသွားကြတယ်ပေါ့နော်အဲ့တော့ဆရာတို့ဆရာမတို့လည်းအခုဆိုရင်ပြီးခါနီးပြီပေါ့တင်တန်းကိုနော်ပြီးခါနီးပြီဆိုဆရာမအနေနဲ့တော့
ရတင်တလောက်ရသွားပြီလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့တယောက်ချင်းကမတူနိုင်နော်အတန်းမှန်တဲ့လူအာယုံစိုက်တဲ့လူနော်ဆီယမရဲ့ညွှန်ကြားချက်ကိုတေချာနားထောင်တဲ့လူတေချာ presentation မှာလည်းစူးစမ်းပန်းစားပါဝင်ပြီးတော့တက်ကြွဆွေးနွေးတဲ့လူတွေနဲ့နော်ဒီတိုင်းလေးငြိမ်နေပြီးတော့မှပါတယ်ဆိုရုံလေးတက်တယ်ဆိုရုံလေးတက်နေတဲ့လူတွေနဲ့တော့ကွာသွားမှတေချာတယ်ပေါ့နော်ဒါတော့ဆီယမတို့ပေါ်မှာပဲမူတည်ပါတယ်ကျမတို့ကတော့အားလုံးကိုမခွဲခြားဘဲနဲ့အကုန်လုံးနော်စေနာရှိစွာနဲ့ပြောပြသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကလေ lesson တစ်ခုကိုနော်အရေးကြီးတာဗာလေးလဲဆိုပြီးမှတ်သွားဖို့လိုတယ်နော်မှတ်သားသွားဖို့လိုတယ်ပေါ့နော်တကယ်အဲ့အကုန်လုံးစာအားလုံးကိုမမှတ်မိနိုင်ဘူးတို့တွေကမမှတ်မိနိုင်တော့ဒီသင်ခန်းစာလေးမှာဘယ်ဟာလေးကအရေးကြီးတယ်လဲဆိုတော့ခေါင်းလေးမှာနည်းနည်းအတူချုပ်လေးနဲ့ဆွဲပြီးမှတ်သားထားဖို့လိုတယ်ပေါ့နော်ဥပမာဆရာမဆိုရင် management သင်လိုက်တယ် management ရဲ့ key function PODC လို့ပြောပြလိုက်တယ် P ဆိုတာ planning ကြိုတင်ပြင်ဆင်ရတယ်စီစဉ်ရတယ်နော် O ဆိုတာ organizing စုစည်းမယ်စီယုံမယ်နော်စီစဉ်မယ်ပေါ့နော်လူပစ္စည်းတွေ activity တွေဆိုစုစည်းမယ်ပေါ့လူဆိုရင်စီယုံမယ်ပေါ့နော် directing ဆိုတာဥဆောင်မယ်လမ်းညွှန်မယ် controlling ဆိုတာထိန်းချုပ်မယ်နော်ထိန်းချုပ်တဲ့နေရာမှာဘာလုပ်တာလဲသူ့ရဲ့လုပ်ပိုင်ခွင့်ကိုသုံးတာဖြစ်တယ်ပေါ့အဲ့တော့ PODC လို့မှတ်ပါလို့ပြောလိုက်တယ်အဲ့ဆိုဆရာတို့ဆရာမတို့ကနောက်ပိုင်း management ဆိုရင်ဒါစီမံခန့်ခွဲမှုဆိုရင်သူ့ရဲ့ key function အဓိကလုပ်ငန်းတာဝန်ဟာ၄ခုရှိတယ် PODC လို့မှတ်မိနေရမယ်နော်အဲ့လောက်တော့မှတ်မိနေရမယ်နော်ပြီးတော့ဆရာမပြန်ရှင်းပြတယ် P ထဲမှာဘာတွေပါလဲနော် planning ထဲမှာဘာတွေပါလဲ O organizing မှာဘာတွေပါလဲ directing ထဲမှာဘာတွေပါလဲ controlling ထဲမှာဘာတွေပါလဲရှင်းပြပြီးသွားပြီအဲ့ဒါလေးတွေကိုလည်းတတ်နိုင်သမျှအနှစ်ချုပ်လေးပေါ့ခေါင်းထဲမှာဆွဲကြအောင်နော်ဒီတင်နန်းမှာဆရာမတို့ကငွေကုန်ကြေးကြခံပြီးတော့နော်အပင်ပန်းခံပြီးလာတက်ကြတယ်ပေါ့နော်ပြောရရင် data ဖိုးတွေလည်းကုန်တယ်ပေါ့နော်အချိန်တွေလည်းကုန်တယ်ပေါ့အဲ့ဒီတော့အဲ့လိုကုန်ရကျိုးနတ်အောင်တစ်ခုတော့ရအောင်အစိုက်သွားဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးလည်းပြောချင်တယ်ပေါ့နော်ကဲအခုတို့ပြောခဲ့တယ်မှာ leadership ဆိုတာနှလုံးသားနဲ့အုပ်ချုပ်တာဖြစ်တယ်နော် leader တယောက်ကလက်အောက်ငယ်သားတွေကိုလေလွှမ်းမိုးနိုင်ရမယ် influence ဆိုတဲ့စကားလုံးပါအောင်ပြောပါနောက်တစ်ခါ leadership လို့မင်း influence ဆိုတဲ့စကားလုံးပါအောင်ထည့်ပြောမယ်လူတွေကိုလွှမ်းမိုးရတာဖြစ်တယ်ကျောင်းအုပ်တစ်ယောက်ဖြစ်လာရင် तू က leader ကောင်းဖြစ်သွားတယ်လို့ပြောလို့မရသေးဘူးနောက်လိုက်တီးကသူ့ကိုတကယ်လို့ချစ်ခင်တယ်တကယ်လေးစားတယ်တကယ်အတုခိုးတယ်တကယ်အားကျတယ်သူတို့ရဲ့ role model စံနမူနာပြပုဂ္ဂိုလ်အနေနဲ့သတ်မှတ်မှသာလေ leader တစ်ယောက်ဖြစ်သွားမှာဖြစ်တယ်နော် manager တစ်ယောက်ကတော့စီမံခန့်ခွဲသူတစ်ယောက်ကတော့အထက်ကနေသူ့ဒီကျောင်းမှာကျောင်းအုပ်ဆိုပြီးတော့လာခန့်လိုက်ကြတဲ့ကသူက manager ကဖြစ်သွားပြီစီမံခန့်ခွဲသူတစ်ယောက်ဖြစ်သွားပြီလက်အောက်ကကြိုက်မကြိုက်သူက manager တော့ဖြစ်သွားပြီစီမံခန့်ခွဲသူတစ်ယောက်ဖြစ်ပြီနောက်ပြီး manager ဆိုတာရှင်းလေးပဲသူ့အပေါ်ကခိုင်းတာကိုသူကလုပ်နေတာလက်အောက်ငယ်သားရဲ့အကျိုးကိုသူကြည့်တာမဟုတ်ဘူးဆရာမတော်ပုံလေးတစ်ပုံပြသေးရဲ့မှတ်မိရလားမသိကြောက်တုံးလေးကိုလေနော်ကြောက်တုံးလေးလားဗာလဲအဲ့လိုမျိုးဟိုဟာလေးကိုသူတို့ဆွဲနေတဲ့ပုံလေးလေမှတ်မိလားနော်အဲ့ဒါလေးကိုဆွဲနေတဲ့အခါမှာခေါင်းဆောင်တစ်ယောက်ကသူ့ကိုယ်တိုင်မှာဝင်ဆွဲနေတာနော်အဲ့တော့ခေါင်းဆောင်တစ်ယောက်ကသူ့ကိုယ်တိုင်ကလည်းညွှန်ကြားတယ်သူ့ကိုယ်တိုင်ကလည်းဝင်လုပ်တယ်စံနမူနာပြလုပ်ပြတယ်မန်နေဂျာတစ်ယောက်ကတော့ဘေးရပဲអော်နေတယ်နော်ဒီလက်အောက်ငယ်သားတွေကအတုံးလေးကိုဆွဲနေကြတယ်ပေါ့နော်ဆိုတော့မန်နေဂျာကတော့ရှင်းတယ်သူကတော့အလုပ်ပြီးအောင်ခိုင်းတာနော်အလုပ်ပြီးအောင်ခိုင်းတာဖြစ်တယ်ထိန်းချုပ်နေတာဖြစ်တယ်နော်သူကိုယ်တိုင်ကဝင်လုံးမှလည်းမဟုတ်ဘူးနော်သူအဓိကကဒီအထက်အရာရှိခိုင်းတာကို तू ကလုပ်ပေးနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာမကပြောခဲ့တယ်နော်management ဆိုတာ PODC ဆိုပြီးရှိတယ်၄ဆင့်နောက်တစ်ခါခေါင်းဆောင်မှု leadership ကကြတော့အဲ့ဒီ PODC ထဲမှာ DE ဆိုတဲ့ directing လေးတစ်ခုပဲ तू ကအလေးပေးပြီးလုပ်တာဖြစ်တယ်ဒါကြောင့်ဆရာမမေးတယ် management နဲ့ leadership ဘယ်ဟာပိုကြီးလို့ဘယ်ဟာပိုငယ်တယ်လဲလို့မေးလိုက်တယ်နော်သူအဖြေရပါလေ management ကပိုကျေပြတ်ပါတယ်အဆင့်၄ဆင့်နဲ့လုပ်တယ် PODC နဲ့လုပ်တယ် leadership ကတော့အဲ့ဒီအဆင့်၄ဆင့်ထဲရမှာ directing ဆိုတဲ့အဆင့်လေးကိုပဲ तू ကတေချာအာရုံစိုက်ပြီးတော့လုပ်ပေးတာဖြစ်တယ်ဆိုတော့ leadership ဆိုတာ management ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်သို့တော့ leadership ဟာဆိုရင်တကယ့်နှလုံးသားလေးနဲ့အုပ်ချုပ်တယ်လက်အောက်ငယ်သားရဲ့အကျိုးကျေးဇူးတွေကိုအမြဲ
ကြည့်တယ်သူတို့ရဲ့အားသာချက်အားနည်းချက်ကိုကြည့်တယ်တူးချင်းကိုအမြဲထည့်သွင်းစဉ်းစားပေးတယ်ဒါကြောင့်တကယ်ကိုခက်ခဲတယ်ပေါ့နော်လီဒါတယောက်ဖြစ်လာဖို့ဆိုအရန်ခက်ခဲတယ်လူတိုင်းမဖြစ်နိုင်ဘူးမန်နေဂျာတယောက်ကလူတိုင်းဖြစ်နိုင်တယ်ကျောင်းအုပ်တယောက်ကကျောင်းအုပ်ဖြစ်လာရင်မန်နေဂျာကဖြစ်ပြီးသွားရင်အလိုလိုဖြစ်ပြီးသွားရင်အထက်ကခန့်လိုက်တော့သူအလိုလိုဖြစ်ပြီးသွားရင်နော်လီဒါတယောက်ကတော့ဘလို့နဲ့မှမဖြစ်နိုင်သေးဘူးလက်အောက်ကအရန်သူ့ရဲ့လုပ်ပုံကိုင်ပုံတွေကိုကြည့်ပြီးတော့တကယ့်ကိုယုံကြည်လာတယ်လေးစားလာတယ်မျက်နှိုးလာတယ်တမိုးထားလာတယ်ငါတို့ရဲ့ခေါင်းဆောင်မလားလို့အတိအမှတ်ပြုမှတာတင်သူကလီဒါတယောက်ဖြစ်သွားတာဖြစ်တယ်ဒါကြောင့်ဆရာမကတော့မန်နေဂျာနဲ့လီဒါဆိုရင်လီဒါကိုပို့ချိုက်တယ်ကိုယ်တိုင်လည်းလီဒါတယောက်ပို့ဖြစ်ချင်တယ်သို့တော့ဆရာတို့ဆရာမတို့အနေနဲ့စလုံးကိုသိထားရမယ်နော်ဒီသူ့ရဲ့အရေးချင်းတွေသူ့ရဲ့နော်အရေးကြီးတဲ့အချက်လေးတွေကို leadership မှာရော management မှာသိထားပြီးတော့အခြေအနေအချိန်ခါရောက်သုံးရမှာဖြစ်တယ်တခါတလေအလုပ်ပြီးအောင်ခိုင်းရမယ်ဆိုရင်လက်အောက်ငယ်သားတွေကိုနည်းနည်းပပငေါက်ငန်းပြီးတော့ပဲဖြစ်ခိုင်းလိုက်ရမှာပဲဒါဆိုရင်ဒါကို management ကိုကျင့်သုံးလိုက်ရတာဖြစ်တယ်နော်တခါလေကျရင် leadership ကိုကနော်အရန်သဘောကျတဲ့အတွက်လက်အောက်ငယ်သားတွေကိုတိုက်လာအောင်စံနမူနာပြတယ်လုပ်ပြတယ်လက်အောက်ငယ်သားတွေပေါ်မှာလဲစာနာတယ်စဉ်းစားပေးတယ်နော်သူတို့ရဲ့အကျိုးကိုလည်းရှေ့ရှုနေစိန်တာကို leadership ကိုကျင့်သုံးနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်သူမဆို management ကိုအားထားတဲ့လူကိုအားထားတဲ့လူတော့ရှိလိုက်မယ်သို့တော့အများအား leadership ကြီးလုပ်နေတာတော့မဟုတ်ဘူးကိုက leadership လုပ်နေပေမဲ့လည်းတစ်ခါတလေမှာmanagement ကိုလိုအပ်တယ်လို့ကျင့်သုံးလိုက်ရတာလည်းဖြစ်ကောင်းဖြစ်မယ်အခြေအနေချင်းကိုပဲကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့လိုပြောချင်ပါတယ်နော်အဲ့တော့ဆရာမအားရပါရပြောတာအချိန်တော့သိမကြဘူးဆရာစိမ်းပြောမလားယင်ဟယ်လိုဟုတ်ကဲ့ဒီကျမပြောတော့ပါခင်ဗျာတခြားမေးစရာရှိတဲ့သူတွေမေးရင်လည်းမေးဖို့အချိန်ပေးလိုက်ရပါဟုတ်မေးစရာတော့မရှိတော့ဘူးဒီမှာလက်မထောင်ထားဘူးတယောက်မှဟုတ်ကဲ့အဲ့ဆိုဒီကျပြောရင်လည်းပြောလေဒီကျတကယ်လို့မပြောတော့ဘူးဆိုတော့ကျွန်တော်နည်းနည်းလေးပဲပြောပါဟုတ်ပြောပါရတယ်โอเคဆရာတို့ဆရာမတို့မင်္ဂလာပါခင်ဗျာဟုတ်ပါလေဒါကတော့ဒီကောင်းစဉ်လေးကတော့ဟို leadership ခေါင်းဆောင်မှုအကြောင်းလေးကိုဒီအဖွဲ့အားဆွေးနွေးသွားတာပေါ့နော်ဒီထဲမှာတော့ကို style 3မျိုးပြောသွားတယ်ပြီးတော့ဒီ leadership smart leadership style ရရှိဖို့အတွက်ဘယ်လိုလုပ်ရမလဲအဲ့ဒါလေးအဓိကထားပြီးပြောသွားတယ်ပေါ့နော်အဲ့တော့ရှေ့မှာရှိရဲ့ transitional ရော transformational ရောဒီကျွန်တော်တို့laissez faire leadership ရောသုံးခုစလုံးပြောသွားတယ်ဒီအာသာချက်ရောအားနည်းချက်ရောပြောပြီးသွားပြီဆိုတော့အများကြီးတော့ကျွန်တော်မပြောစရာမရှိဘူးပေါ့နော်အဲ့တော့ဒီ laissez faire ကတော့ဆရာတို့ဆရာမတို့အနေနဲ့အဓိကတော့ကိုယ့်ရဲ့လောက်ငယ်သားတွေမှာကျွမ်းကျင်တယ်ထူးချွန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က laissez faire leadership style ကိုသူကအဓိကအဖြစ်ခေါင်းဆောင်နေရပါတော့အကျဉ်းသုံးမယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကနေပြီးတော့သူကlaissez faireဖြစ်နေလို့ဒီခေါင်းဆောင်မှု style ကိုအရေးချင်းမရှိလို့ကျင့်သုံးတာဆိုတာမျိုးမဟုတ်ဖ ೇನೆ ပေါ့သူရဲ့လက်အောင်ငယ်သားတွေကကျွမ်းကျင်မှုရှိတယ် level တိုင်းမှာလည်းပဲသူတို့မှာစိုက်ရရှိတယ်ဆိုသူတို့နဲ့ကိုက်နေတဲ့ဒါလေလုံငယ်တာဝန်လေးတွေခွဲပစ်လိုက်တယ်ဆိုlaissez faireမှာတော့ leader မှာတော့တိတ်ပြီးတော့ခေါင်းဆောင်ရတယ်တာဝန်တွေအရင်မများဘူးပေါ့ခင်ဗျအဲ့လိုမျိုးတော့ရှိနောက် transition တွေကတော့တနည်းအားဖြင့် super dan business ကိုကျင့်သုံးပြီးတော့သူကသုံးတာပေါ့နော်အဲ့ဒီအားလေးကိုတော့ဘယ်အချိန်မှကျင့်သုံးလို့ရမလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းအရေးပေါ်အခြေအနေဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့ရည်မှန်းချက်ကိုမဖြစ်မနေရအောင်သွားဖို့အတွက်လိုအပ်နေတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့က transitional leadership ကိုကျင့်သုံးမယ်ပေါ့နော်ဒီနေ့ခေတ်ကျွန်တော်တို့ရဲ့နိုင်ငံရေးတွေရောစီးပွားရေးတွေမျိုးပြောင်းလဲနေတဲ့ဒီနေ့ခေတ်လိုအချိန်တွေမျိုးမှာဆိုတော့ကျွန်တော်တို့က transformational leadership နဲ့ပို့ပြီးတော့ဗောနော်ကျွန်တော်တို့ကကြည်ပြီးတော့ဒီလိုမျိုးနိုင်ငံရဲ့အခြေအနေတွေစီးပွားရေးအခြေအနေတွေအကုန်လုံးပြောင်းလဲခြင်းနေဆိုရင်တော့ဒီ transformational leadership ကသူ့ရဲ့အဖွဲ့ထဲမှာရှိတဲ့လူတွေနဲ့အဖွဲ့အစည်းတွေကိုသူကပြောင်းလဲလာအောင်လုပ်ပေးမှာဗောနော်အဲအကြောင်းကိုကျွန်တော်တို့ကနေပြီးတော့တိုးတက်ခြင်းနေဆိုရင် leader ကကိုတယောက်တည်းပဲခေါင်းဆောင်နေတဲ့အခါမှာအရေးချင်းတွေရှိနေရုံနဲ့မရဘဲနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာရှိတဲ့လူတွေရောအဖွဲ့အစည်းတွေကို
ရောပါသူတို့ရဲ့အရေးချင်းတွေတို့တက်ပြောင်းလဲလာအောင်လုပ်ပေးခြင်းတဲ့အခါမှာကျွန်တော်တို့က transformational leadership ကိုကျင့်သုံးမယ်ပေါ့နော်အဲ့ဒီမှာဒီချိန်ပြောသွားတဲ့ leader ခေါင်းဆောင်မှုဆိုရင်ကျွန်တော်တို့က influence နဲ့တွဲပြောရမယ်ပေါ့နော်အဲ့တော့လွှမ်းမိုးနိုင်စွမ်းရှိရမယ်အဲ့လိုလွှမ်းမိုးတဲ့အခါမှာကျွန်တော်တို့မှာ power တွေကိုကျင့်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ legitimate power ဆိုတော့ဒါကျွန်တော်တို့ဒီအကြောင်းအနေနဲ့ကျွန်တော်တို့ခန့်အပ်လိုက်ပြီးဖြစ်တဲ့ကြောင့်ကျွန်တော်တို့မှာ legitimate power ဆိုတာရှိပြီးသားပေါ့နော်အဲ့ဆို legitimate power နဲ့အတူကျွန်တော်တို့မှာ expert power လည်းရှိရမယ်ကိုယ်တိုင်ကဒီအလုပ်ကိုကျွမ်းကျင်ပိုင်နိုင်မှုရှိရမယ်ပေါ့နေပြီးတဲ့အခါမှာကျွန်တော်တို့ကreverse power တွေကိုကျင့်သုံးရမယ်ပြီးရင်ကျွန်တော်တို့ကကိုအားစစ် power လို့ခေါ်တယ်သူတို့လိုအပ်ချက်တွေရှိတဲ့အခါမှာသူတို့တွေကကိုခိုင်းတဲ့အတိုင်းမလုပ်တဲ့အခါတွေမှာသူတို့ကို speed and business တွေကိုကျင့်သုံးမယ်ဆိုရင်ဒီ reverse နဲ့ကိုအားစစ် power ကကျွန်တော် transitional leadership ကိုကျင့်သုံးလိုက်တယ်ပေါ့အဲ့ဒီအထက်မှာအရေးကြီးဆုံးကတော့ဘာလဲဆိုတော့ reference power ပေါ့နော်ကျွန်တော်တို့မှာဒီကိုယ့်ရဲ့အဖွဲ့အစည်းမှာရှိတဲ့လူတွေအားလုံးကိုကိုယ်လေးစားလာအောင်ကိုယ်အားကြလာအောင်ကိုယ်အတွေ့အလာအောင်လုပ်ပေးဖို့အတွက်အဲ့ဒီ reference power အရေးကြီးဆုံးဖြစ်တယ်ပေါ့အဲ့တော့ဆရာမတို့ဆိုလဲစာသင်ခန်းထဲကိုရောက်သွားတဲ့အခါမှာဆရာမတို့မှာပေါ့ခန့်အပ်ပေးလိုက်တဲ့အတွက်ကြောင့်အစိုးရနဲ့ခန့်အပ်ပေးတဲ့ကြောင့် legitimate power ဆိုရှိပြီးသားဒါပေမဲ့ reverse power ကိုအားစစ် power လည်းပဲဒါအခြေအနေနဲ့အချိန်ခေါ်လိုက်ပြီးတော့ကျင့်သုံးနိုင်တယ်အဲ့မှာအရေးကြီးဆုံးကကျွန်တော်မှာ expert power လုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်မှုရှိဖို့လိုအပ်တယ်လို့နောက်တစ်ခုကကိုယ်လူတွေလေးစားအားကြလာအောင် reference power လေးရှိဖို့လိုအပ်တယ်ပေါ့နော်နောက် smart leadership style မှာဆိုရင်ဆရာမတို့ပြောသွားတယ် communication skill ကောင်းရမယ် empathy ရှိရမယ်ဒါအဖွဲ့တိုင်းလည်းပဲဒီခေါင်းဆောင်မှု style ဒီမှာပြောပြလာခဲ့တယ်လို့ကျွန်တော်တို့လည်းဆရာမကြီးလည်းပဲဒီ PowerPoint ဒီမှာလို့ပြောတာတွေပေါ့နော်ခေါင်းဆောင်အရေးကြီးနေအများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကသိတယ်ဒါပေမဲ့လက်တွေ့ပေါ့ apply ပြန်သုံးနိုင်မှုကအဓိကအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ခေါင်းဆောင်ဖြစ်လာတဲ့ emotion intelligence အရေးကြီးတယ်ပေါ့စိတ်ပိုင်းဆိုင်ရာအကောင်းဆုံးထိန်းချုပ်ပြီးတော့ကိုယ့်ရဲ့အဖွဲ့အစည်းကိုဥဆောင်မှုလုပ်သွားရင်ပို့ပြီးတော့အောင်မြင်တယ်လို့ကျွန်တော်ကတော့အကြံပြုပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့ဆိုရင်တို့ဒီ presentation အောင်မြင်စွာပြီးဆုံးသွားပါပြီเนาะ